အာလူကြီးပြည်ကြီးရဲ့အနီးနားမှာတောတန်းတနေရာကညောင်ပင်ကြီးအုပ်အုပ်ဆိုင်ဆိုင်ရှိတယ်အဲ့ဒီညောင်ပင်ကြီးအနီးပါးမှာအာလဝကဘီလူကြီးရဲ့ဗိမာန်ရှိတယ်လို့ပြောတယ်သို့တော်လူတွေမြင်ရတာတော့ညောင်ပင်ကြီးပဲမြင်ရတယ်အာလဝကဘီလူကြီးရဲ့ဗိမာန်ကိုမမြင်ရဘူးအာလဝကဘီလူကြီးကညောင်ပင်အောင်ဝင်ရောက်တဲ့ပုဂ္ဂိုလ်တိုင်းကိုသူကအပိုင်စားရထားတယ်ဒါကြောင့်မို့ညောင်ပင်အောင်ဝင်လာလို့ရှိရင်တော့သူ့အစာဖြစ်ကြရတာများတယ်ပေါ့ဒီနေ့မှာအာလူကြီးဘုရင်ကြီးကအချမ်းရံနေနဲ့တောကစားထွက်တာတောကစားထွက်တဲ့အခါမှာသမင်းနှကောင်တွေ့တော့ကိုစီဝန်ချပြီးတော့ဝန်တာတွေကိုစီနဲ့ကိုတာဝန်ပေးထားပြီးတော့ထိုသမင်းကိုအမိဖမ်းဖို့အတွက်ဝိုင်းရံထားကြတယ်အဲ့ဒီလိုဝိုင်းရံထားပြီးတော့သမင်းကိုခြောက်တဲ့အခါမှာအမတန်အကင်းပါတဲ့သမင်းကဘယ်ဘက်ကထွက်ရမယ်ဆိုတာကြည့်လိုက်တဲ့အခါကျတော့ဘုရင်ကြီးဘက်ကနည်းနည်းလူအုပ်နေနေတာမြင်တော့ဘုရင်ကြီးဘက်ကထွက်ဖို့ကြိုးစားသမင်ကထွက်ပြေးသွားတယ်ပေါ့ဘုရင်ကြီးတာဝန်ကျတဲ့အပိုင်းကနေပြီးသမင်ကလွတ်သွားတော့ဒါပဲမြန်မာတွေပြောနေကြတာရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်ဆိုတာအဲ့ဒါလို့လွတ်သွားတဲ့အခါကျတော့ဘုရင်ကြီးကအများကနေပြီးတော့သေယောမာကိုမခံနိုင်သည့်အတွက်သူ့ရဲ့ရဲစွမ်းတတ္တိပလအစွမ်းပြပြီးတော့သမင်ပြေးတဲ့နောက်ကနေလိုက်တယ်နောက်ဆုံးတော့သမင်တွေဟာပြေးနိုင်တယ်များပြေးပြီးမပြေးနိုင်တဲ့အချိန်ကျတော့လဲဆင်းပြီးတော့ခံကြတာပေါ့အဲ့ဒီအချိန်မှာဘုရင်ကြီးဟာသမင်ကိုအရာဖမ်းတပ်ဖြတ်ယူထမ်းလာခဲ့တယ်ဒီသမင်သူရအောင်ဖမ်းနိုင်တယ်ဆိုတဲ့စွမ်းရည်တတ္တိကိုပြခြင်းလို့သမင်ကိုထမ်းယူခဲ့ပြီးတော့မောမောပန်းပန်းနဲ့ခုနကညောင်ပင်ကြီးအောက်မှာချပြီးခဏနားနေတာဒီအခါမှာဘုရင်ကြီးကအန္တရာယ်ကြုံလာတယ်ပေါ့အာလဝကဘီလူကြီးရဲ့ပိုင်တဲ့ထဲရောက်သွားတော့အာလဝကဘီလူကြီးကနေပြီးဘုရင်ကြီးကိုဖမ်းလိုက်တယ်ပေါ့ဖမ်းလိုက်တော့ဘုရင်ကြီးကကြောက်လန့်ပြီးတော့သူ့ကိုမစားပါနဲ့သမင်သားပဲစားပါလို့ဆိုပြောတော့အာလဝကဘီလူကြီးကရဲတယ်တဲ့ဘုရင်ကြီးကိုယ်တိုင်လည်းသူ့ပစ္စည်းပဲတဲ့သမင်ကြီးကလည်းသူ့ပစ္စည်းပဲငါပစ္စည်းနဲ့ငါ့ကိုအယောင်းဝယ်မလုံးနဲ့ပေါ့သမင်လည်းငါပိုင်တာပဲမင်းလည်းငါပိုင်တာပဲဆိုတော့ဘုရင်ကြီးကခက်ကြုံတယ်သူကပြောတယ်ငါသာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဟောဒီအာလူပြည်ကြီးကိုပိုင်တဲ့ဘုရင်ငါ့ကိုစားရင်မင်းဒီတနေ့ပဲစားရမယ်ငါ့ကိုလွတ်လိုက်မယ်ဆိုရင်မင်းငါနေ့စဉ်နဲ့အမျှတနေ့ကိုလူတယောက်ထမင်းအုပ်နဲ့ပို့ပေးမယ်အလောကဘီလူကြီးကစဉ်းစားပြီးတော့လက်ခံတယ်အင်းသူပြောတာဟုတ်တယ်နေ့စဉ်နဲ့အမျှပင်ပင်ပန်းပန်းမခံရဘဲနဲ့လူသားစားနေရမယ်ဆိုရင်ပိုးအဆင်ပြေတယ်သို့တော့သစ္စာတည်ရမယ်သစ္စာဆိုခိုင်းတယ်မင်းမှာသစ္စာလူမှာဂတိမင်းဆိုတာသစ္စာရှိရပြောထားရင်ပြောထားတဲ့အတိုင်းလုပ်ရတယ်ပေါ့ဘုရင်ကြီးကသစ္စာဆိုတယ်နေ့စဉ်နဲ့အမျှသူနန်းတော်ကနေပြီးတော့သူစီမံခန့်ခွဲပေးတဲ့ထမင်းအုပ်ရွက်လာတဲ့လူကိုစားပိုင်ခွင့်ပေးလိုက်အကယ်၍မပေးနိုင်တဲ့နေ့ဆိုလို့ရှိရင်သူကိုယ်တိုင်ဘလူရဲ့အစာဖြစ်ရဩဒီလိုထားတာအဲ့ဒါလို့သစ္စာပြုတ်ခဲ့ရတာဆိုတော့အာလဝကဘီလူကြီးကလွတ်လိုက်တယ်အာလဝကဘီလူဆိုတာအဲ့ဒီအချိန်တုန်းကဘုရားတရားသံဃာကိုမကြည်ညိုသေးတဲ့မိစ္ဆာဘလူကြီးပေါ့အမှန်တမ်းကြမ်းကြုတ်တယ်အဲ့ဒါလို့ဘုရင်ကြီးစီကအခွင့်အရေးရလိုက်တဲ့အခါကျတော့ဘုရင်ကြီးကိုလွတ်လိုက်တယ်နန်းတော်ပြန်ရောက်တဲ့အခါကျတော့အမတ်ကြီးတွေနဲ့အစည်းအဝေးခေါ်ပြီးတော့သူ့ရဲ့ဘုရင်ကြီးကသူလောက်ကင်ခဲ့တဲ့ကိစ္စတစ်ခုကိုပြောပြပညာရှိမတ်ကြီးတွေကစဉ်းစားကြတယ်ရှင်မင်းကြီးတနေ့တယောက်ပို့မယ်ဆိုတဲ့နေရာမှာရက်အကန့်အသတ်ခေါ်ရှိရလားလို့ဆိုဟာဘုရင်ကြီးကပြောတယ်ငါရက်အကန့်အသတ်မပြောခဲ့မိဘူးဆိုဒါဘုရင်ကြီးရဲ့
မေ့လျော့ချွတ်ချုံမှုတစ်ခုပဲရက်ကန့်သက်ချက်မပေးခဲ့တဲ့အတွက်ကြောင့်သူကတစ်သလုံးပေးနေရမယ်အဓိပ္ပာယ်ဖြစ်သွားတယ်အဲ့ဒါနဲ့ထောင်ထဲကလူတွေထုတ်ပြီးတော့တနေ့တယောက်အာလာဝကဘီလူကြီးစီပို့ပေးနေတယ်ထောင်ထဲကလူတွေလည်းဂုံရောဂုံတဲ့အခါတိုင်းပြည်မှာရှိတဲ့လူတွေတိတ်တဆိတ်လမ်းမှာညထွက်တဲ့ပုဂ္ဂိုလ်တွေဖမ်းဘလူကြီးစီသွားခိုင်းအဲ့ဒါလိုနဲ့လှုပ်လာလိုက်တာနောက်ဆုံးဘုရင်ကြီးကဖမ်းပြီးတော့ဘလူးစာကျွေးနေတယ်ဆိုတဲ့သတင်းကြောင့်လူတွေဟာအိပ်ပြင်မထွက်ရဲလောက်အောင်ကြောက်လန့်နေကြနောက်ဆုံးတော့လူရှာမရတဲ့အခါကျတော့ဘယ်လိုလုပ်ရတော့ဆိုဘုရင်နန်းတော်မှာအဲ့ဒီနေ့မှာမွေးဖွားလာတဲ့ဘုရင်သားတော်ကလေးကိုပဲပေးရတော့မယ်လောကလူတွေဟာကိုယ့်အချစ်ဆုံးပဲသားတွေသမီးတွေကိုမိဘတွေကချစ်တယ်ဆိုတာကိုယ်သဘောချကိုယ့်ရဲ့စိတ်ထဲမှာသားသမီးလေးကိုမြင်နေရလို့ကြည်နူးနေလို့ချစ်တာတကယ်တော့လူတွေဆိုတာကိုယ့်အချစ်ဆုံးပဲအဲ့တော့ကြောင့်မို့လို့မိမိကိုယ်ကိုကာကွယ်တဲ့အနေနဲ့သားတော်ကလေးကိုပဲဘလူးစာဖြစ်ကျွေးဖို့ရပို့ခိုင်းလိုက်ရတယ်အဲ့ဒီနေ့ဒီအာလောဝီဘုရင်ကြီးရဲ့သားတော်လေးဟာတကယ်ပါရမီရှင်ကလေးပဲတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးပါရမီကုသိုလ်တွေစီးပူးကြလို့ထူးခြားတဲ့မင်းသားလေးဖြစ်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီနေ့တရက်ကြိုပြီးတော့အာလာဝကဘီလူကြီးရဲ့ဘုံမိမ္မာကိုရောက်ရှိနေတာအဲ့ဒီအချိန်မှာအာလာဝကဘီလူကြီးကသူ့ရဲ့ဘုံမိမ္မာထဲမှာမရှိဘူးအစည်းအဝေးသွားနေတယ်ပြန်လာတဲ့အခါမြတ်စွာဘုရားနဲ့ဘုံမိမ္မာနဲ့ရောက်နေတာမြင်တဲ့အခါစိတ်တွေတအားဆိုးတယ်ပေါ့အဲ့လိုစိတ်တွေစားဆိုးလို့တညာလုံးဘုရားကိုလက်နဲ့မျိုးနဲ့ထွက်သွားအောင်ဒုက္ခရောက်အောင်တိုက်ခိုက်မောင်းထုတ်တာမြတ်စွာဘုရားကိုလုံးဝအန္တရာယ်မပြုနိုင်ဘူးအဲ့ဒါလို့မြတ်စွာဘုရားကိုတောင်မောင်းထုတ်လိုက်ရအောင်သူစိတ်ကအမတန်မှချမ်းသာတယ်အဲ့ဒါလို့ချမ်းတဲ့အာလာဝကဘီလူကြီးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကလိမ္မာယဉ်ကျေးအောင်ဤစနစ်တွေကိုအသုံးချပြီးတော့ဆုံးမတော်မူခဲ့တယ်နောက်ဆုံးမှာအာလာဝကဘီလူကြီးကသူ့လက်နဲ့ရှိသမျှတွေအသုံးချလို့ဘာမှအစွမ်းမရတဲ့အခါကျတော့ဘာလုပ်လဲဆိုရင်အရှင်ဂေါရမသူများခွင့်မပြုတဲ့အိမ်ထဲမှာကျူးကြော်ဝင်ရောက်နေတာအခုပဲထွက်သွားလိုက်ပါဆိုတော့မြတ်စွာဘုရားကဒီလိုချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ဓာတ်နူးညံ့သွားအောင်ဤစနစ်ကိုအသုံးပြုတဲ့အနေနဲ့သူစကားကိုနားထောင်တဲ့အနေထားသူ့ကိုဆန့်ကျင်မဲ့မလုပ်ဘူးအေးမင်းကမနေစေချင်ဘူးဆိုရင်သွားတာပေါ့ဆိုဘုရားကထားသူစိတ်ထဲမှာဘလို့ထင်တော့တညလုံးကထွက်သွားအောင်ကြိုးစားလိုက်ရတာအမျိုးကြိုးစားတာမရဘူးပေါ့အခုကျတော့လေပြောလို့ဆိုလို့လွယ်သားပဲမနေနဲ့သွားဆိုထသွားတာပဲဆိုတော့အဲ့တော့ငါပြောတဲ့အတိုင်းလှုပ်တာဟုတ်မဟုတ်သိရအောင်လို့ရှင်ဂေါရမပြန်ဝင်ခဲ့ပါအောင်ဆိုတော့မင်းကဝင်စေခြင်းဝင်ခဲ့တာပေါ့ဆိုမြတ်စွာဘုရားကပြန်ဝင်လာနောက်တစ်ခါထွက်သွားပါအောင်ဆိုထွက်သွားလိုက်တယ်ဝင်လာခဲ့ပါအောင်ဆိုဝင်လာတယ်ဘာဖြစ်လို့မြတ်စွာဘုရားကဘလူးခိုင်းတာတွေလုပ်နေရတယ်လဲလို့ဆိုအမတန်စိတ်ကြမ်းတဲ့ဘလူးကြီးဟာစိတ်ဓာတ်ကလေးနူးညံ့သွားအောင်လိုက်လျောစွာကျင့်ကြံကြုတ်ကိုအထုတ်တာဒီနည်းစနစ်ကလေးတွေကတကယ်မှန်ကန်တဲ့နည်းစနစ်ကလေးတွေပဲစိတ်ကြမ်းတဲ့ပုဂ္ဂိုလ်တွေစိတ်ဓာတ်နူးညံ့သွားအောင်လုပ်တဲ့နေရာမှာသူတို့နဲ့လိုက်လျောညီတွေဆန့်ကျင်ဘက်မလုပ်ဖဲနဲ့သူတို့နဲ့လိုက်လျောညီတွေနေတာထိုင်တာဟာလည်းပဲကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တယောက်ကိုနူးညံ့သွားစေတယ်တဲ့နောက်ကြတော့ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ဆိုတာကြမ်းတမ်းတဲ့စိတ်ကိုသိပ်ပြီးတော့မစွန့်နိုင်ဘူးအတော်အသင့်နူးညံ့သွားတဲ့အခါနောက်တစ်ချိန်ကျတော့သူ့အတွေးကဘလို့တွေးတော့ဒီတစ်ခါရဟန်းဂေါရမထွက်သွားရင်တော့ခြေတော်နှစ်ချောင်းကင်ပြီးတော့ဂင်းငါမြေဟိုဘက်ကန်းထီအောင်ပြစ်မယ်လို့စိတ်ကူးတယ်အဲ့ဒါလို့စိတ်ကူးပြီးတော့ရဟန်းဂေါရမသူ့ဗိမာန်ထဲကထွက်သွားလိုက်ပါလို့ဆိုတော့မြတ်စွာဘုရားက
စွမ်းတတ္တိပြတဲ့အနေနဲ့ငါမထွက်နိုင်ဘူးတဲ့ဘာဖြစ်လို့တုံးဆိုတော့မင်းကငါ့ကိုထွက်သွားလို့ရှိရင်ခြေနှချောင်းကင်ပြီးတော့ဟိုဘက်ပြစ်မယ်လို့မင်းစိတ်ကူးနေတယ်ဆိုသူအံ့ဩသွားတယ်ဩငါတွေးတာတောင်သိပါလားအင်မတန်တကူးကြီးတဲ့ပုဂ္ဂိုလ်ပါလားလို့စိတ်ဝင်စားလာတာဟောအဲ့ဒီအချိန်မှာမြတ်စွာဘုရားကငါ့ကိုခြေနှချောင်းကင်ပြီးတော့ဟိုဘက်ပြစ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးဆိုပြီးတော့ပြောတော့ဒါဖြင့်အရှင်ဂေါတမကိုပု္ပ္ပာမေးမယ်မဖြေနိုင်လို့ရှိရင်အရှင်ဂေါတမနှလုံးသားကိုခွဲပစ်မယ်လို့ဉာဏ်နဲ့စကားဆိုပြန်တဲ့အခါမြတ်စွာဘုရားငါရဲ့နှလုံးသားကိုခွဲနိုင်လောက်အောင်မင်းမစွမ်းတတ်တိမရှိဘူးအေးမင်းမေးခြင်းတယ်ဆိုရင်တော့မေးမင်းမေးတာတွေငါအကုန်ဖြေမယ်လို့အဲ့ဒီလိုခွင့်ပြုတဲ့အခါမှာမိကုန်းနေမေးတာသူမေးတဲ့မိကုန်းတွေကကတ္တဗဘုရားလက်ထက်တုန်းကအမေးနဲ့အဖြေနှမျိုးစလုံးရှိခဲ့တယ်ဒါကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကအမေးနဲ့အဖြေနဲ့ရှိခဲ့တာအဲ့ဒီရှိခဲ့တဲ့ထဲမှာအဖြေတွေမိကုန်းတွေရဲ့အဖြေတွေကပျောက်သွားတယ်မိကုန်းတွေပဲကျန်တယ်ဒါကြောင့်မို့ဒီမိကုန်းတွေကိုသူကသိချင်နေတယ်ဘာတွေလဲဆိုတာအဲ့ဒါကြောင့်မို့အဲ့ဒီမှာမေးလိုက်တာဒီနေရာမှာမိကုန်းနဲ့အဖြေကိုတော့ဘုန်းကြီးတို့မပြောတော့ပါဘူးနော်ဘဝအရေးစိတ်အေးရလေအောင်ဆိုတဲ့တရားထဲမှာဘုန်းကြီးတို့ဟောထားတဲ့အထဲမှာရှိပါတယ်အဲ့ဒီမိကုန်းနဲ့အဖြေတွေအကြောင်းအဲ့ဒီမှာဒီနေရာမှာပြောချင်တာကတော့အလောကကြီးကိုဆုံးမလို့ယဉ်ကျေးပြီးတော့အလောကဘီလူကြီးကဘုရားဘာသာဖြစ်သွားတယ်လို့ပြောအမတန်လိမ္မာယဉ်ကျေးပြီးတော့ဘုရားတရားတန်ခါဥဒိဋ္ဌာတွေဘယ်နေရာသွားဘုရားတရားတန်ခါဟောဥဒိဋ္ဌာရှိခိုးလေးရဲ့သွားပါမယ်ဆိုတဲ့ပဋိညာဉ်ပေးထားတဲ့အချိန်နန္ဒမိုးတော်အလင်းရောက်တဲ့အချိန်မှာခုနကအာလူဝီဘုရင်ကြီးကသားတော်လေးနဲ့သမင်းအုပ်ကိုပို့လိုက်တဲ့အချိန်ဘုရားကရောက်ရှိနေတဲ့အချိန်လေးနဲ့အမတန်မှကံကောင်းတယ်ဒီမင်းသားလေးဟာအကယ်၍သာမြတ်စွာဘုရားရောက်ရှိပြီးတော့မနေဘူးဆိုရင်ဘလူးစားခံရမယ့်အနေအထားမျိုးရှိတယ်ပေါ့အေးလိမ္မာရင်ကျေးသွားလို့ဒီမင်းသားလေးပို့လိုက်တဲ့အခါကျတော့ဘလူးကြီးကသောတာပန်ဖြစ်သွားပြီစိတ်ဓာတ်တွေကမချမ်းတော့ဘူးတတ္တဝါတွေပေါ်မှာကျင်နာတတ်တဲ့စိတ်တွေတနာတဲ့စိတ်တွေမေတ္တာထားနိုင်တဲ့စိတ်တွေဝင်လာသောတာပန်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားတရားသံဃာကိုရိုသေလေးစားမှုကလည်းရှိလာပြီမိမိအသက်ပင်သေလင့်ကစားသူတစ်ပါးရဲ့အသက်ကိုတတ်ဖြတ်မှုဆိုတာလုံးဝမပြုတော့ဘူးဆိုတဲ့အနေအထားကြောင့်အဲ့တော့ဒီသူ့အတွက်အစာဖြစ်လာဖို့တဲ့မင်းသားလေးကိုတတ်ဖို့နေတာရှေးကလူသားတွေကိုလူတွေရဲ့အသက်ကိုတတ်ဖြတ်ပြီးတော့စားတောက်နေတယ်ဆိုတာတောင်သိရမှာသိသွားမှာကိုရှက်တဲ့အနေအထားမျိုးရောက်သွားတယ်ပေါ့အလွန်ရှက်တယ်ဒါသိမှသိဆိုးတယ်သို့တော့မြတ်စွာဘုရားနဲ့အတူတူထိုင်းနေတဲ့အချိန်မှာမြတ်စွာဘုရားအနီးနားမှာထိုင်းပြီးတော့လိမ္မာရင်ကျေးစွာနေတဲ့အချိန်မှာဘလူးကြီးကိုမင်းသားလေးနဲ့သမင်းအုပ်ကိုလာပြီးတော့ဆက်တာတဲ့အခါမှာဘလူးကြီးကမင်းသားလေးကိုလှမ်းယူလိုက်ပြီးတော့မြတ်စွာဘုရားကိုလှူဒန်းလိုက်တယ်တဲ့အဲ့တော့ဒီမင်းသားလေးဟာမင်းကြီးယောက်ျားတွေလက်ကနေပြီးတော့ဘလူးကြီးလက်ရောက်သွားတယ်ဘလူးကြီးလက်ကနေပြီးတော့မြတ်စွာဘုရားလက်ထဲရောက်သွားတယ်ဘုရားကိုလှူလိုက်တာဘုရားကိုလှူထားတဲ့မင်းသားလေးဖြစ်သွားတယ်ဒါကြောင့်မို့လို့လက်ဆင့်ပြောင်းလာတဲ့မင်းသားလေးဆိုတဲ့အဓိပ္ပာယ်နဲ့ဟဋ္ဌကလို့ဒီလိုခေါ်တာဟဋ္ဌဆိုတာလက်ကဆိုတာတော့ခါငယ်ကနေပြောင်းလာတာလက်တစ်ခုကနေပြီးလက်တစ်ခုကိုပြောင်းရွှေ့ပြီးတော့အသက်ရှင်လာတဲ့မင်းသားလေးလို့ဒီလိုအဓိပ္ပာယ်ရတယ်မင်းကြီးယောက်ျားတွေရဲ့လက်ကနေပြီးတော့ဘလူးကြီးလက်ကနေပြီးတော့ဖရာလက်ထဲရောက်ဖရာလက်ကမှတခါမင်းကြီးယောက်ျားတွေလက်ကိုပြန်ပြီးတော့အနှံပေးလိုက်တယ်ဒါကြောင့်မို့ဒီမင်းသားလေးဟာနန်းတော်ပဲပြန်ရောက်သွားတယ်ပေါ့